ဒီနေ့နှစ်ခါသုံးခါလောက်စာကြက်ရတယ်နော်တုတ်တာလေးကလည်းရှည်တယ်ဒါလေးရသွားပြီဆိုလို့ရှိရင်ပုရိတာဒီကအကုန်ပြီးသွားပါပြီကဲအားဆိုင်လိုက်ရအောင်အာလပနေတိဂတင်ညောဒီတုတ်ကလေးကအရင်လာမယ်အာလပနေတိဂတင်ညောဟူသောတုတ်ဖြင့်တဲ့ဟူသောတုတ်ဖြင့်အာလပနေလို့အာလပနေလို့ပါပြအာလုအနက်၌တက်တော့ဘာကြီးလဲတိဝိဘတ်ကိုဂအမီမှဲ့ကအမီမှဲ့အာလပနေတိဂတင်ညောဟူသောတုတ်ဖြင့်အာလုအနက်၌တက်တော့တိဝိဘတ်ကိုအာလုအနက်၌တက်တော့တိဝိဘတ်ကိုကအမီမှဲ့ဒါအရင်ဆုံးအမီမှဲ့လိုက်တာအမီမှဲ့လိုက်တော့အရင်တုန်းကတိဆိုပြီးတော့ရိုးရိုးပဲလာအဲ့လိုလဲအမီမှဲ့လိုက်တော့သူဒီရိုးရိုးတိမဟုတ်တော့ပါလားသူ့မှာဂအမီမှဲ့ထားတဲ့တိကလေးဖြစ်နေပါလားဂတိလို့ကွာတိထားရုံပဲဒါပေမဲ့မျက်လုံးထဲမှာမြင်ထားမှာတော့တိပေါ့ဒီဟာလဲမျက်လုံးထဲမှာမြင်ထားမှာတိဒါပေမဲ့ဒီတိကဘာမှအမီမရှိသေးတဲ့ရိုးရိုးတိဒီတိကလေးကကြတော့ဂအမီမှဲ့ပြီးသားရှိနေတဲ့တိဆိုတာလေးကိုသိထားမှာနော်ဒါလေးပဲဘာမှအလုံးမလုပ်အောင်ဒီနာမည်လေးမှဲ့လိုက်အောင်ပဲအဲ့ဒါကြောင့်သူ့အမီမှဲ့တော့တုတ်တဲ့အဲ့တော့ပြန်ချက်မယ်အာလပနေတိဂတင်ယောဟူသောတုတ်ဖြင့်အာလုအနက်၌တက်တော့တိဝိဘတ်ကိုဂအမီမဲ့အာလပနေတိဂတင်ယောဟူသောတုတ်ဖြင့်အာလုအနက်၌တက်တော့တိဝိဘတ်ကိုဂအမီမဲ့ပြီးရင်ဗာဆက်လို့ရမှာလဲပြီးရင်အကာရပိတာဒယန္တာနမဟူသောတုတ်ဖြင့်သူကအနောက်ကတိကရိုးရိုးတိမဟုတ်တော့ဘူးเนาะဂတိလေးဖြစ်ကုန်ပြီเนาะပထမတိဝိဘတ်တက်ထားတယ်အဲ့ကနေအမီလေးမှဲ့လိုက်တော့ဂတိဖြစ်သွားတယ်အဲ့တော့အကာရပိတာဒယန္တာနမဟူသောတုတ်ဖြင့်နောက်မှာဂအမီရှိသောတိဝိဘတ်နှောင်းသောကြောင့်နောက်ဂအမီရှိသောတိဝိဘတ်နှောင်းသောကြောင့်သူ့ရဲ့အရှိမအတရကိုအာပြုလိုက်ပါတဲ့ဒီတုတ်ကလေးနဲ့သုံးမယ်เนาะအတရကိုအာပြုဆိုအတန်ရှည်ပြုလိုက်ပါတဲ့အတန်ရှည်ပြုတယ်ဆိုတော့အဝေးမှလူတွေကိုလှမ်းခေါ်တဲ့ပုံစံအတန်ရှည်ကြီးပြုပြီးတော့လှမ်းခေါ်လိုက်တာအတန်ကြဲကြဲပြုပြီးလှမ်းခေါ်လိုက်တဲ့ပုံစံပေါ့နော်အဲ့လိုလေးအရင်ပြုတကယ်လို့များအဲ့တော့အတန်ရှည်မဟုတ်ဘူးဒါငကိုအရင်လောက်ရမှာနော်အဲ့တော့မှပြန်ကြည့်ပြီးရင်အတန်ရှည်မဟုတ်ဘူးအတန်အတိုးဆိုရင်ဒီလိုလေးပြန်ပြောင်းသူ့ကိုအရင်သုံးရမှာမဟုတ်ဘူးနော်ဒီအကာရပိတဒယန္တာနာမှာအရင်သုံးတကယ်လို့မှအဲ့လိုသုံးရင်းနဲ့မှအတန်ရှည်မဟုတ်ဘူးအတန်အတိုးလိုချင်တာဆိုရင်အာကာရောဝါကိုတစ်ခေါက်ပြန်သုံးအတန်အတိုးပြန်သုံးမယ်ပေါ့နော်အာကာရောဝါဟူသောတုတ်ဖြင့်နောက်ဂအမီမှဲ့သောတိဝိဘတ်နှောင်းသောကြောင့်အမြဲတမ်းဂတိတွေပဲဖြစ်ကုန်ပြီအမီမှဲ့ပြီးပြီဆိုတဲ့အတွက်ရိုးရိုးတိမဟုတ်တော့ဂတိတွေဖြစ်ကုန်ပြီနောက်ဂအမီရှိသောတိဝိဘတ်နှောင်းသောကြောင့်ရှေ့အာတရကိုအရတ္တပြုလိုက်အတန်အတိုးပြန်ပြောင်းဒါလိုချင်ပြန်ပြောင်းမလိုချင်မပြောင်းနဲ့ပေါ့နော်အဲ့ဒါလည်းပြီးတော့နာမည်မှဲ့ထားတဲ့ဂတိနာမည်မှဲ့ထားတဲ့တိဝိဘတ်ပြန်ပြီးတော့ခြေမှဖြစ်မှာတေတာသောလောပံဂတိပိဟူသောတုတ်ဖြင့်ဂအမီရှိသောတိဝိဘတ်ကိုခြေအဲ့တော့တုတ်စဉ်တုတ်နာမည်၄မျိုးကျက်ရပထမတစ်မျိုးကသူ့အစဉ်တိုင်းအလုပ်လုပ်သွားမှာเนาะပထမတစ်မျိုးကအမီမှဲ့လိုက်နောက်တစ်မျိုးကအတန်အတိုးအရှည်ပြောင်းပြီးသွားပြီဆိုရင်မဟုတ်သေးဘူးအတိုးပြန်လို့ခြင်းနဲ့ဆိုရင်အတိုးပြန်ပြောင်းဒီအာကာရပိတာဒယန္တာနာမှာမသုံးမဲနဲ့အာကာရောကမသုံးရဘူးပေါ့เนาะအဲ့တော့တေတာတော့ပြီးရင်အဲ့ဒီအမီမှဲ့ထားတာကိုပြန်ခြေတေတာတော့လောပံဂတိပိနဲ့ခြေမယ်ပေါ့เนาะတွက်ကြည့်လိုက်ဒီတုတ်နဲ့ပတ်သက်ပြီးတော့လေ့ကျင့်လာတာ2ခေါက်3ခေါက်ရှိနေပြီစမယ်ဘောပုရိတာအရင်ဆုံးဘောပုရိတာကိုဘောပုရိတလိန်တီအရှိမဘောဆိုတဲ့စကားလေးပါတဲ့အတွက်ဒါအာလုတ်ပဲအာလုတ်ဖြစ်တဲ့အတွက်အိုဟူရဲ့အနက်ပေးသောကြောင့် तू ကတိဝိဘတ်လည်းတက်အောင်မှာကိုတိရောလေအိုရဲ့အနက်ပေးသောကြောင့်အာလပနေစတုတ်ဖြင့်အာလုတ်အနက်၌ပထမဧကဝုတ်တိဝိဘတ်တက်တိလေးတက်လိုက်တော့ဒါကဝိဘတ်ရိုးပဲတက်ရသေးတာတိဝိဘတ်လေးတက်လိုက်ရုံပဲအဲ့တော့အဲ့လိုတက်ပြီးအမီမဲတော့မယ်ခုနကပထမဦးဆုံးအာလပနေတိဂတင်ညောဟူသောတုတ်ဖြင့်အာလုတ်အနက်၌တက်တော့ဒီတိဝိဘတ်ကိုဂအမီမှဲ့ဒါဆိုရင်ဒါဒီရိုးတိမဟုတ်တော့စိတ်ထဲမှာမှဲ့ထည့်လိုက်ပါဒါဂတိလေးပဲဂအမီမှဲ့ပြီးသားတိလေးပဲကျန်တာပြန်ရေးမယ်ဘောပုရိတာအဲ့ဒါပြီးရင် तू ကဘာလိုချင်တာလဲပုရိတာလို့အတန်ရှည်နဲ့ပြန်လိုချင်တာအတန်ရှည်လိုချင်ရင်အကာရပိတာဒယန္တာနမဟူသောတုတ်ဖြင့်အကာရပိတာဒယန္တာနမဟူသောတုတ်ဖြင့်နောက်
နောက်ကအမည်ရှိသောတိဝိဘတ်နှောင်းသောကြောင့်ရှေ့အတရကိုအာဒီကားပြုရှေ့အတရကိုအာပြုလဲရတယ်အာဒီကားပြုလဲရတယ်အာပြုရှေ့အတရကိုအာပြုအနောက်မှာဂါတိဖြစ်သွားပြီဒါဆိုဘောပုရိတာတော့ရသွားပြီဒါပေမဲ့ဘာဖြစ်နေလဲဒီမှာဂါတိမပါဘူးဒီမှာဂါတိပါနေပိုးနေတယ်ခြေချပြစ်မယ်နော်တေတာတော်လောပံဂါတိပိဟုသောတုတ်ဖြင့်ဂအမည်ရှိသောတိဝိဘတ်ကိုခြေတေတာတော်လောပံဂါတိပိဟုသောတုတ်ဖြင့်ဂအမည်ရှိသောတိဝိဘတ်ကိုခြေဘောပုရိတာကပြီးနော်ဒီလိုလေးတွက်ပါပြန်တွက်အောင်မယ်နောက်တစ်ခုဘောဗုဒ္ဓအိုဖယာဘောဗုဒ္ဓဘောဗုဒ္ဓကိုဘောဗုဒ္ဓလိန်တီအိုဝေးအနက်ပေးသောကြောင့်အာလပနေစတုတ်ဖြင့်အာလုအနက်၌ပထမဧကဝုတိဝိဘတ်တတက်ပြီးသွားပြီးဒါကရိုးရိုးတိဝိဘတ်တတာဒါဆိုသူ့ကိုဒီမှာအရှိမအာလုကလေးတွေပါတဲ့အတွက်နာမည်တွေမှဲ့တော့မယ်ပေါ့နော်တိဝိဘတ်ကနေဂါတိလေးပေးတော့မယ်ပေးမယ်ဆိုရင်ဘာနဲ့လဲအာလပနေတိဂါတိညောဟူသောတုတ်ဖြင့်အာလုအနက်၌တက်သောတိဝိဘတ်ကိုဂအမည်မှဲ့လိုက်တော့ဗာလေးဖြစ်သွားလဲဂါတိလို့စိတ်ထဲမှာသိထားမယ်နော်အမည်မှဲ့ပြီးသွားပြီကျန်တာပြန်ရေးမယ်ရုပ်ကလေးကိုကြည့်လိုက်တော့ဗုဒ္ဓဆိုပြီးအတန်ရှည်နဲ့လိုချင်တယ်ဒီမှာကအတန်အတူဒါဆိုရင်အတူကိုအရှည်ပြောင်းမယ်အကာရပိတဒယန္တာနမဟူသောတုတ်ဖြင့်နောက်ဂအမည်ရှိသောတိဝိဘတ်နှောင်းသောကြောင့်ရှေ့အတရကိုအာပြုဘောဗုဒ္ဓနောက်မှဘာကြီးလဲဂါတိအဲ့ထက်မှဂါတိခြေလို့မပါသေးဘူးနော်အဲ့တော့မှလိုချင်တဲ့ဖြုတ်ကလေးကရပြီဒါပေမဲ့ဂါတိလေးကပိုးနေတော့အဲ့ဒီဂါတိလေးကိုခြေမယ်တေတာသောလောပံဂါတိပိဟုသောတုတ်ဖြင့်နောက်ဂအမည်ရှိသောတေတာတော်လောပံဂါတိပိဟုသောတုတ်ဖြင့်ဂအမည်ရှိသောတိဝိဘတ်ကိုခြေအဲ့တော့ဘောဗုဒ္ဓကပြီးနော်ဒီလိုလေးတွက်ပါနောက်တစ်ခုဘောပုရိတကိုဘောပုရိတလိန်တီအို၏အနက်ပေးသောကြောင့်အာလပနေစတုတ်ဖြင့်အာလုအနက်၌ပထမဧကဝုတိဝိဘတ်တံထုံးစံအတိုင်းအဲ့ဒီတိလေးကိုနာမည်ပေးလိုက်မယ်အာလပနေတိဂါတိညောဟူသောတုတ်ဖြင့်အာလုအနက်၌တက်သောဒီတိဝိဘတ်ကိုဂအမည်မဲ့ဘာဖြစ်သွားပြီလဲဂါတိဒါဆိုရင်အရှိကိုအတန်အရှိပြောင်းတော့မယ်အတန်အရှိပြောင်းမယ်ဆိုလို့ရှိရင်အကာရပိတဒယန္တာနမဟူသောတုတ်ဖြင့်နောက်ဂအမည်ရှိသောတိဝိဘတ်နှောင်းသောကြောင့်ရှေ့အတရကိုအာပြုအတန်ရှိဖြစ်သွားပြီဒါဆိုရင်ရုပ်ကလေးကိုပြန်ကြည့်လိုက်ဒါလုံးပြီးကြထုံးစံတိုင်းလေးလုပ်ပြီးရုပ်ကလေးပြန်ကြည့်တော့လိုချင်တာကအတန်အတူအနီးတန်လေးကိုလိုချင်တယ်အတန်တူဆိုရင်ဒီဟာလေးကိုပြန်ပြီးတော့ရတ္တပြုလိုက်မှာပေါ့နော်အဲ့ဒါဆိုအာကာရောဝဟူသောတုတ်ဖြင့်နောက်ဂအမည်ရှိသောတိဝိဘတ်နှောင်းသောကြောင့်ရှေ့အာတရကိုအရတ္တပြုအဲ့ဒါဆိုရင်ဘောပုရိတဂါတိဆိုပြီးတော့နော်ဘောပုရိတဂါတိဆိုရသွားမယ်အဲ့တော့လိုချင်တာဘောပုရိတရသွားပြီဆိုတော့အနောက်မှာဂါတိလေးကပိုးနေရောပိုးရင်ဘာလုပ်ပြစ်မလဲခြေပြစ်မယ်တေတာတောလောပံဂါတိပိဟူသောတုတ်ဖြင့်ဂအမည်ရှိသောတိဝိဘတ်ကိုခြေလိုက်တော့ဘောပုရိတကပြီးနောက်တစ်ခုထပ်တွက်မယ်ဘောပုဒ္ဒအိုတာဘောပုဒ္ဒကိုဘောပုဒ္ဒလိန်တီအို၍အနက်ပေးသောကြောင့်အာလပနေစတုတ်ဖြင့်အာလုအနက်၌ပထမဧကဝုတိဝိဘတ်တဒါရိုးရိုးသီးဒါနာမည်ပေးလိုက်မယ်ဒီလိုမျိုးအာလုလေးတွေပါလို့နာမည်မှဲ့မယ်နော်ရိုးရိုးသီးကနာမည်မှဲ့တော့မယ်အာလပနေတိဂါတိညောဟူသောတုတ်ဖြင့်အာလုအနက်၌တက်သောတိဝိဘတ်ကိုဂပြု
အဲ့တော့မှဂါတိနာမည်မှဲ့ပြီးသားဂါတိဘောပုတ္တဂါတိနာမည်မှဲ့လိုက်မှဲ့ပြီးတော့ထုံးစံအတိုင်းသူအတန်ရှည်ပြုမယ်အကာရပိတဒယန္တာနာမဟူသောတုတ်ဖြင့်နောက်ဂါအမည်ရှိသောတိဝိပတ်နှောင်းသောကြောင့်ရှေ့အတရကိုအာပြုဒါဆိုရင်ပုတ္တာဘောပုတ္တာနောက်ကဘာလေးလဲဂါတိရုပ်ကလေးကိုပြန်ကြည့်လိုချင်တာကအတန်အတိုးအတန်အရှိမဟုတ်ဘူးအတန်အတိုးဆိုတော့ဘာပြန်ပြောင်းအာကာရောဝဟူသောတုတ်ဖြင့်အာကာရောဝဟူသောတုတ်ဖြင့်နောက်ဂါမည်ရှိသောတိဝိပတ်နှောင်းသောကြောင့်ရှေ့အာတရကိုအရတပြုအဲ့တော့ဘောပုတ္တပြန်ယူအဲ့တော့နောက်ကဘာလဲဂါတိဆိုတော့လိုချင်တဲ့တုတ်ကလေးနဲ့ရုပ်ကလေးနဲ့တိုက်ကြည့်လိုက်တော့တူပြီဒါပေမဲ့ဂါတိလေးပို့နေတော့ဘာလို့ပြစ်မလဲခြေပြစ်မယ်တေတာသောလောပံဂါတိပိဟုသောတုတ်ဖြင့်ဂါအမည်ရှိသောတိဝိပတ်ကိုခြေဘောပုတ္တကပြီးအတိလိုလေးတွက်မှာပေါ့နော်အဲ့တော့ဒီတုတ်စင်လေး၄ခုကကြတော့သူကအစင်တိုင်းလေးအသုံးချမှာဒီတုတ်စင်လေး၄ခုကအစင်တိုင်းသုံးချမှာပထမဦးဆုံးဝိဘတ်သွယ်လေးနဲ့တိဝိဘတ်လေးတက်လိုက်တယ်ဒါရိုးရိုးတိအဲ့ဒါနဲ့အာလပနေတိဂါတင်ညောဆိုတာနဲ့အဲ့ဒီတိလေးကိုဂါအမည်လေးမှဲ့လိုက်တော့ဂါတိလေးဖြစ်သွားပြီဒါမြည်မှဲ့ရုံကလေးပဲရိုးရိုးတိဆိုအလုပ်လုပ်လို့မရသေးဂါတိလေးမှဲ့လိုက်ပြီဒါဆိုဘာလို့လဲအာလုတ်တွေမှုလို့နော်ပြီးတာနဲ့သူ့ရှိမှရှိတဲ့အတန်ကိုအတန်အရှိအမြဲတမ်းပြောင်းပါအကာရပိတဒယန္တာနာမဟူသောတုတ်ဖြင့်နောက်ဂါအမည်ရှိသောတိဝိပတ်နှောင်းသောကြောင့်ရှေ့အတရကိုအာပြုလိုက်မယ်ပုရိတာလို့အာပြုလိုက်မယ်နောက်ကဂါတိလေးရှိဒါဆိုရင်လိုချင်တဲ့ရုပ်ကရောပုရိတာလားဒါဆိုရင်ပုရိတာချင်းချင်းတူနေပြီဆိုရင်တော့ကိစ္စမရှိတော့ဂါတိလေးကိုခြေယုံမဲ့တကယ်လို့မဟုတ်ခဲ့ဘူးပုရိတာမလိုချင်ပုရိတာကိုလိုချင်တာလို့ပြောရင်ဟရိတာကိုတလို့ပြန်ပြောင်းပါပြောင်းရင်ဘာနဲ့သုံးမလဲအာကာရောဝဟူသောတုတ်ဖြင့်နောက်ဂါအမည်ရှိသောတိဝိပတ်နှောင်းသောကြောင့်ရှေ့အာတရကိုအရတပြုနောက်မှာဂါတိအဲ့တော့မှပုရိသရသွားပြီဘောပုရိသရသွားရပြီဆိုမှအဲ့ဒီဂါတိလေးဘာလုပ်တော့မလဲခြေတော့မယ်ဘယ်တုတ်နဲ့လဲတေတာသောလောပံဂါတိပိဟုသောတုတ်ဖြင့်ဂါအမည်ရှိသောတိဝိပတ်ကိုခြေအဲ့တော့မှဘောပုရိသပြီးပြီပေါ့နော်အဲ့လိုလေးတွက်ပါအဲ့တော့ဒီတုတ်ကလေးကိုအစင်အတိုင်းကလေးအသုံးချမှာအစင်တိုင်းသုံးချတဲ့အခါပထမကအာအတန်အရှည်ပြုတာကိုအရင်ဆုံးသုံးတာအတန်အရှည်ပြုပြီးသွားရင်လိုချင်တဲ့တုတ်ကလေးရုပ်ကလေးနဲ့မေကွန်းမှာလိုချင်တဲ့ရုပ်ကလေးကလည်းအတန်အရှည်ဒီမှာလည်းအတန်အရှည်ဆိုရင်တူသွားပြီတူရင်ဟာဒီအာကာရောဝမလိုတော့ဘူးဆိုနောက်ကဂါတိကိုခြေယုံမဲ့တေတာတော့လောပံနဲ့ခြေယုံမဲ့အဲ့တော့ဒီအာကာရောဝသည်လိုအပ်ရင်အနီးတန်လှုပ်ချင်လို့လိုအပ်ရင်ပြောင်းထက်မလိုအပ်ရင်မထည့်ရတော့ဘူးပေါ့နော်ကဲဒါဆိုရင်အလုံးပုရိတာဒီခိုင်ကုံပြီးသွားပြီဆိုတော့ဒီဆိုရိုးတုတ်ဆိုရိုးကလေးတွေကိုရအောင်ရင်ကျက်မယ်ပြီးရင်ဂိုင်းစင်ထဲမှာထည့်ပြီးကျုပ်တွက်တော့မယ်နော်မိုက်သွားပြီ